ဗုဒ္ဓခေတ်၃မျိုးကိုမှတ်ထားရမယ်ဒါရှင်းပြဖို့အတွက်ဗုဒ္ဓခေတ်၃မျိုးကိုမှတ်ရဘာဖြစ်လို့ဗုဒ္ဓခေတ်နဲ့ပြောတာတော့လို့ဆိုလို့ရှိရင်ကဘာကြီးကိုခြုံပြီးတော့ထင်ထင်ရှားရှားဖြစ်တာမြတ်စွာဘုရားပဲကျန်တာတွေကတော့လူတွေမသိနိုင်တဲ့ဟာတွေပေါ့အဲ့တော့ဗုဒ္ဓနဲ့ပတ်သက်ပြီးတော့အပိုင်းခေတ်ဆိုတာအပိုင်းကြနေပယ်ကြီး၃ရပ်ပေါ့နော်ဗုဒ္ဓနဲ့ပတ်သက်တဲ့နေပယ်ကြီး၃ရပ်ဘာသာပြန်ရင်အဲ့လိုပြောလိုက်ပါဠိကတော့ခိတ္တလို့သုံးထားတယ်ခိတ္တဆိုတာဗမာလူမျိုးတွေကလည်းခဏနေတာကိုလည်းခိတ္တလို့ပြောသေးတယ်နော်ခိတ္တလို့ပြောတာခဏလို့မသုံးခဏရန်ကုန်ခိတ္တမော်လမြိုင်ခိတ္တလို့ရေးတာခဏနေတာဒီနေရာမှာခိတ္တဆိုတာလေမြေကိုလည်းခေါ်တယ်နေပယ်ကြီးတွေကိုလည်းခေါ်တယ်အဲ့တော့ဗုဒ္ဓခိတ္တကနေပယ်ကြီး၃ရပ်ရှိတယ်ပထမနေပယ်ကစာတိခိတ္တလို့ခေါ်တယ်စာတိခိတ္တကစัจ java လာတထောင်နဲ့စัจ java လာတထောင်ဆိုတာအခုလို့အတ္တ planet ကြီးတထောင်အရေးအတွက်တထောင်ရှိတယ်နော်ဒီကောနဲ့ပြောရင်တထောင်စัจ java လာတထောင်ကိုပြောတာအဲ့ဒီတထောင်ဟာဖျားလောင်မွေးတဲ့အခါမှာတပြိုင်နဲ့ငရင်လှုပ်တာပရိသေနေတဲ့အခါမှာငရင်လှုပ်တယ်ပြိဋိဘံဆန်တဲ့ကငရင်လှုပ်တယ်တရားဟောတဲ့အခါနှုတ်တယ်အဲ့ဒီတထောင်သောစัจ java လာကြီးကတွဲတဲ့လူဖြစ်တယ်နော်မြတ်စွာဘုရားဖွာတော်မူတဲ့အချိန်တွေကစပြီးတော့ဘုရားကိုခုံပြုဩဘာပေးတဲ့အနေနဲ့ကမ္ဘာမြေကြီးကတုံဟီးပြီးတော့လှုပ်တယ်အဲ့ဒါဓမ္မစကြာတရားဟောတော့လည်းပါတယ်မဟုတ်လားနော်တန်ကံပိတမ္ပကံပိတမ္ပဝေတိစัจ java လာကြီးလောကဓာတုလောကဓာတ်လို့ခေါ်တဲ့စัจ java လာကြီးလှုပ်တယ်အဲ့ဒါတထောင်လှုပ်တာဒီတစ်ခုတည်းမဟုတ်ဘူးအရေးအတွက်တထောင်ရှိတယ်အဲ့ဒါကိုဇာတိခေတ်လို့ခေါ်တယ်ဗုဒ္ဓရဲ့ဖွာတော်မူရာအတိမတ်ပြုတဲ့နေပယ်ကြီးစัจ java လာတထောင်နောက်တစ်ခုကအာနာခိတ္တအာနာခိတ္တဆိုတာအာနာဆိုတာဟိုခုခေတ်တော့အာနာဆိုတဲ့အဓိပ္ပာယ်ကအမိတ်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်အာနာဆိုတာသိစေတာပဲချင်းညာထားတာလွှမ်းမိုးထားနိုင်တဲ့ထေသပေါ့နော်အာညာပိတိတိအာနာသိစေတာတချို့ကျတော့အာနာပေတနိစိတ်ခိုင်းခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့အာနတ်ဆိုပြီးတော့လည်းအဓိပ္ပာယ်ယူတယ်ဒါပေမဲ့လို့အာရှိသောညာဓာတ်ဆိုတဲ့ဓာတ်နဲ့ပြောမယ်ဆိုလို့ရှိရင်သိစေတာမြတ်စွာဘုရားဟောလိုက်တဲ့တရားဟောလိုက်တဲ့တရားတွေကိုအတိမတ်ပြုတဲ့နယ်ပယ်ကြီးပြောရမယ်ဆိုရင်ဗုဒ္ဓတရားတော်ရောက်ရှိတဲ့နယ်ပယ်ဒါကအဲ့ဒါစัจ java လာခရစ်တသိနော်စัจ java လာခရစ်တသိအဲ့တော့မြတ်စွာဘုရားရဲ့အာနာတက်ရောက်တယ်လို့လည်းပြောခြင်းပြောအာနာဆိုတော့ဟိုဟာတွေနဲ့ရောနေမဆိုလို့ပြောပြတာနော်အဲ့တော့မြတ်စွာဘုရားရဲ့ဒီတရားတော်ဟိုအတိမတ်ပြုတဲ့ဘုရားရဲ့တရားတော်တွေကိုအတိမတ်ပြုတဲ့နဲ့ပဲဟာစัจ java လာခရစ်တသိရှိတယ်ခရစ်တသိမှာစัจ java လာခရစ်တသိကရှိတဲ့သတ္တဝါတွေလူတွေနတ်တွေပြမာတွေကလက်ခံထားတယ်လို့ဆိုလို့တယ်ပေါ့အဲ့ဒါကိုအာနာခိတ္တလို့ခေါ်တယ်အတိမတ်ပြုထားတယ်ဖះဥပမာပဲပရိတ်၅သုတ်ရှိတယ်ဒီထဲမှာနော်တပြည့်ပရိတ်ကြီး၁၁သုတ်ထဲက၅သုတ်ကိုပြောပြရှရဏသုတ်ရှရဏသုတ်ဟာရှရဏသုတ်ကိုသစ္စာဆိုပြီးတော့ထိရောက်နိုင်တဲ့နေပယ်ကြီးကဘယ်လောက်တော့စัจ java လာခရစ်တသိအတိမတ်ပြုထားတာအဲ့ဒီမှာရှိတဲ့နတ်တွေကစာအတိမတ်ပြုထားတယ်ဒီတရားကိုသိကြတယ်ရှရဏသုတ်နော်ရှရဏပရိတ်လို့ခေါ်တယ်နောက်တစ်ခုကခန္ဓာပရိဒဝိရုပခေဤမေမေတ္တမေတ္တဆိုတဲ့အဲ့ဒီတော့နောက်တစ်ခုကတဆက်ကပရိဒတဆက်တော့အာဒါနာရိယပရိဒအာဒါနာရိယပရိမောရပရိဒမောရဥတော်မင်းပရိအဲ့ဒါတွေကစัจ java လာ
ရေတသိန်းထီအောင်စွန့်ရင်တတိပြန်နှံတယ်မြတ်စွာဘုရားရဲ့စွမ်းအာနုဘောအကျိုးသက်ရောက်မှုမြတ်စွာဘုရားရဲ့အာဏာသက်ရောက်မှုလို့ပြောတယ်ပြောပေါ့မြတ်စွာဘုရားရဲ့တရားတော်ရောက်ရှိမှုနဲ့ပဲနော်ဖရာတရားတော်ရောက်ရှိတဲ့နဲ့ပဲအတိမပြုတဲ့နဲ့ပဲစัจ java လာဂရေတသိအဲ့ဒါအနာခေနောက်တစ်ခုကတော့ဝိတယခေဆိုဝိတယဆိုတာအာယုံပြုရနဲ့ပဲမြတ်စွာဘုရားအာယုံပြုပြီးတော့သိနိုင်တဲ့နဲ့ပဲကြတော့အနန္တအပရိမာဏအတိုင်းတာမရှိဘူးအဆုံးမရှိဘူးအဲဒါကြောင့်မို့ပြောတာအနန္တစัจ java လာသီဝရီဆိုတာစัจ java လာဘယ်တော့ရှိတယ်ဆိုတာရေးတွက်လို့မရဘူးအနန္တစัจ java လာအဲ့တော့မြတ်စွာဘုရားအာယုံပြုနိုင်တာကတော့စัจ java လာအနန္တအလုံးကိုသိကျင်တဲ့ဆိုရင်အကုန်သိလို့ရတယ်မသိကျင်ဘူးဆိုလည်းနေလို့ရတယ်ဒါဆိုတာခုတ်ဆရာရှိမှခုတ်မှာပေါ့တအိမ်နဲ့ထဲတိုင်းပဲလိုက်ပြတ်ပါအဲ့ဒါလို့ပဲအသိဉာဏ်ဆိုတာအသုံးချလို့ရှိရင်ခုနအတိုင်းတာမရှိအသုံးချလို့ရတယ်လို့သူတို့ပြောတာအဲ့ဒါကဝိတယခိတ္တအာယုံပြုရတဲ့နေပဲကြီးကြတော့အခန့်အသတ်မရှိဘူးသွားခြင်းတော့သွားအဲ့တော့စัจ java လာအနန္တစัจ java လာသီဝရီအနန္တစัจ java လာသီဝရီကအခုကနေ့ခေတ်သိပ္ပံဆရာတွေကတော့လက်ခံထားပြီဒါလက်ခံထားရပြီခုမြတ်စွာဘုရားဟောတာအဲ့တော့သာတိခေတ်ဆိုတာစัจ java လာ1000အာနာခေတ်ဆိုတာစัจ java လာဂရေတသိဝိတယခေတ်ဆိုတာအတိုင်းတာမရှိကန့်တတ်မရှိအဲ့လိုဆိုလို့ပေါ့အဲ့ဒီတော့ကဘာပြတ်တဲ့အခါမှာဘယ်အတိုင်းတာအထိပြတ်တယ်လဲလို့ဆိုဧကံဗုဒ္ဓခေတ္တံဝိနတတိဗုဒ္ဓခေတ်ဗုဒ္ဓရဲ့နယ်ပယ်တစ်ခုလုံးပြည့်စည်တယ်ဆိုတော့ဘယ်ဗုဒ္ဓခေတ်တုံးဆိုလို့ရှိရင်အာနာခေတ္တလို့ခေါ်တဲ့ဗုဒ္ဓတရားတော်ရဲ့အာယုံဒီစွန့်ရည်တတိတကုသက်ရောက်မှုရှိတဲ့စัจ java လာဂရေတသိတခါလည်းပြတ်တယ်တခုတည်းမဟုတ်သိကြောက်စရာမရှိပါဘူးအများပဲဒီကိုတယောက်တည်းမှမဟုတ်ဘူးတော့လူဆိုတာဖော်ရှင်းသိမကြောက်တော့အဖော်လေးနဲ့တွေးတာငါတယောက်တည်းမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကလေနှလုံးသွင်းတဲ့ကအဲ့လိုသွင်းခိုင်းတာပဲအိုခြင်းတရားနာခြင်းတရားသိခြင်းတရားနှလုံးသွင်းခဲ့တဲ့အခါဘာဟောတော့ဆိုတော့ကမှသိခြင်းတရားရှိတဲ့ဆိုတာငါတယောက်တည်းမဟုတ်ဘူးကမ္ဘာလောကမှာရှိတဲ့တတ္တဝါအလုံးအသိခြင်းသဘောရှိတယ်အဲ့ဒီတိုင်းစဉ်းစားခိုင်းတာပဲလေအိုးရလည်းငါတယောက်တည်းမဟုတ်ဘူးတတ္တဝါရှိသမျှအိုးမှာပဲသိရနာရလည်းငါတယောက်တည်းမဟုတ်ဘူးတတ္တဝါတွေရှိသမျှကုန်နာမှာပဲချစ်သူခင်သူတွေနဲ့ကွဲတာလည်းငါတယောက်တည်းမဟုတ်ဘူးတတ္တဝါအလုံးရှိသမျှကွဲကြမှာပဲနော်ကိုလို့တဲ့ကံကိုပဲပြန်ရတယ်ဆိုတာလည်းငါတယောက်တည်းမဟုတ်ဘူးရှိသမျှတတ္တဝါတွေအတူတူပဲလို့ဟောအဘိဓမ္မာတုတ်မှာအဲ့တိုင်းဟောထားတာပဲလေဒါဝိပဿနာပဲငါတယောက်တည်းမဟုတ်ဘူးဆိုတာလေးနဲ့စဉ်းစားပေါ့ခုဝါကြီးပြည့်ရင်ငါတယောက်တည်းမဟုတ်ဘူးအလုံးအပြည့်မှာပဲဒါကြီးအဲ့တော့ဗုဒ္ဓခေတ်တစ်ခုလုံးပျက်စီးသွားတယ်ဘုရားကတခုလုံးပျက်စီးသွား